အားလုံးပဲမင်္ဂလာပါအခုဆရာစကေးလေးတစ်ခုကိုတီးပြပါမယ်အားလေးကိုအနှေးတီးပြမယ်နှုတ်လဲရွတ်ပါနော်ဒိုရေမီရေမီရေမီဆိုပြီးရင်မီကိုလက်မရွှေ့မယ်မီဆိုလာဆိုလာဆိုလာဒိုပြီးရင်လာကိုလက်မထပ်ရွှေ့မယ်နော်ဒါဆိုရင်ဒီဒါဟောပေါ့တောတက်ပြီးသွားပြီပေါ့ပြီးရင်အိုက်တိုင်းဟိုဘက်ကိုပဲဆက်သွားမှာနော်အဲ့တော့ဒါလေးကိုပြန်ပြမယ်ဒိုရေမီရေမီရေမီဆိုမီဆိုလာဆိုလာဆိုလာဒိုလာဒိုရေဒိုရေဒိုရေမီဟိုဘက်ကိုအိုက်တိုင်းမှာဒိုကပြန်စမယ်ဒိုရေမီရေမီရေမီဆိုမီဆိုလာဆိုလာဆိုလာဒိုလာဒိုရေဒိုရေဒိုရေမီအဲ့ဒီသွားမယ်နော်အတန်လူကမောနိုင်တော့အဲ့ဒါကိုမြန်မြန်တီးရင်ဟိုဘက်ဆက်တီးရတယ်ကြိုက်တဲ့လောက်တီးပေါ့ဒါလားအဲ့ exercise ကလေးတစ်ခုเนาะအဲ့ဒီတစ်ဖြတ်ဟုတ်ပြီเนาะပြီးလို့ရှိရင်အဲ့ဒါကိုပဲညာဘက်ကနေပြီးတော့ဒီဘက်ကိုပြန်ပြီးတော့ဆင်းလာမှာပေါ့เนาะအဲ့ကြတော့ဒီကနေပြမယ်မီရေဒိုရေဒိုလာနော်အမှန်တော့မီရေဆိုဆရာအဲ့လောက်ထိအော်ရမှာဒါပေမဲ့မအော်နိုင်ဘူးနော်အဲ့တော့ပုံမှန်မဲတဲ့တန်နဲ့မီရေဒိုရေဒိုလာလက်ကလို့မီရေဒိုရေဒိုလာပြီးရင်လက်တန်းဒိုရွှေ့မယ်ဒိုလာဆိုလာဆိုမီနော်မီရေဒိုရေဒိုလာဒိုလာဆိုလာဆိုမီပြီးရင်ဆိုလက်တန်းရွှေ့မယ်ဆိုမီရေမီရေဒိုပြီးရင်ပုံစံတူတွေပဲပြန်လာတော့နော်မီကနေပြန်စမှာပေါ့ခေါင်းဒီမီကနေစခဲ့တယ်အခုဒီမီရေဒိုရေဒိုလာအဲ့လိုပြန်ဖြစ်သွားဒိုလာဆိုလာဆိုမီဆိုမီရေမီရေဒိုနော်မီရေဒိုရေဒိုလာဒိုလာဆိုလာဆိုမီဆိုမီရေမီရေဒိုမီရေဒိုရေဒိုလာဒိုလာဆိုလာဆိုမီဆိုမီရေမီရေဒိုဒီမဲတဲ့စီတီးလိုက်ပေါ့နော်အဲ့လိုနော်ပြီးရင်ဟိုဘက်ဥစ္စာနဲ့ဟုတ်ပြီနော်ဒါညာဘက်ကျူရိုရီယယ်လေးပေါ့နော်အဲ့တော့စူးစမ်းကြည့်ပါဘယ်ဘက်ကိုတီးတဲ့ပုံစံလဲထပ်ပြီးတော့ define လုပ်ပေးမယ်နော်အားလုံးပဲမင်္ဂလာပါအခု lesson လေးကတော့ခုန
pentatonic scale ကိုပဲ left hand တီးမယ်ပေါ့နော် left hand ကကြတော့ဒီမှာ1 octave ကစတယ် do re mi re mi so သူကြ position အဲ့လိုလေးနော်ဟောနာမြန်အရင်တီးပြလိုက်နော်အဲ့တော့1 octave ကနေ do re mi re mi so နော်ပြန်ပြမယ် do re mi re mi so ပြီးရင် mi ကိုလက်သန်းရွှေ့ mi so la so la do ပြန်ပြမယ် mi so la so la do ပြီးရင် a ကိုလက်သန်းရွှေ့ la do re do re mi အဲ့ဒါဆိုဒီဘက်ကိုရွှေ့သွားရင်အတူတူဖြစ်သွားပြီအဲ့ထီရနော် do re mi re mi so mi so la so la do la do re mi ပြီးရင်အဲ့တိုင်းပဲ do re mi re mi so la so la do la do re mi do re mi re mi so la so la do အဲ့လောက်ထိတီးရနော်အဲ့တော့အမြန်ဆိုရင်ဟုတ်ပြီနော်အဲ့ဒါဘဲဘဲပေါ့ဒီပေါ်ဟိုဘက်ကိုရတယ်เนาะအဲ့ဒါတွေတီးခြင်းအပြင်ဘာဖြစ်လာမလဲဆိုဒီလက်ချောင်းတွေတန်းလာလိမ့်မယ်လေ့ကျင့်ခန်း exercise เนาะပြီးတော့သူက60 note တွေဆိုတော့လေเนาะအဲ့ဒါကိုနှစ်ဖက်ပြိုင်တူကြလို့ရှိရင်octave ကဟုတ်ပြီเนาะ